ဒီ trainee visa ကနေ Gaijin Koku လို့ခေါ်တဲ့ဒီ work visa ကိုပြောင်းလို့ရလားဆိုပြီးတော့လာမေးကြတဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးတွေမှာလူတိုးရှင်းပြောပြပေးမယ်တော်တော်များများ agency တွေကအပြောင်းမပေးကြဘူးဒါပေမဲ့ဘယ် visa မဆို Gaijin Koku လို့ခေါ်တဲ့ဒီ work visa ကိုပြောင်းလို့ရပါတယ်ဘာလို့ agency တော်တော်များများကဒီ trainee visa เนาะသမားတွေကိုဘာကြောင့် Gaijin Koku ပြောင်းမပေးတာလဲဆိုတော့အချက်ကနှစ်ချက်ရှိတယ်ပေါ့နော်ပထမတစ်ချက်ကဒီ Gaijin Koku လို့ခေါ်တဲ့ work visa ပြောင်းမယ်ဆိုလို့ရှိရင်အလောက်ခန့်တဲ့တထေးရှိဖို့လိုတယ်ဆိုတော့ကိုယ့်ကိုအလောက်ခန့်မဲ့တထေးတည်เนาะကို့မှာအလောက်အတွေ့အကြုံလည်းမရှိဘူးဂျပန်စာလည်းအားနည်းနေတယ်ဆိုလို့ရှိရင်ဘယ်သူမှခန့်မှာမဟုတ်ဘူးဘယ်သူမှခန့်မှာမဟုတ်တဲ့အတွက်ကြောင့် work visa လည်းပြောင်းလို့ရမှာမဟုတ်ဘူးအဲ့တော့အဲ့ဟာကိုတို့ကကြိုသိတဲ့အတွက်ကြောင့် agency တော်တော်များများက trainee သမားတွေဆိုလို့ရှိရင်မပြောင်းပေးဘူးဆိုပြီးတော့အဲ့လိုဖြစ်ကြတယ်တကယ်တော့ပြောင်းလို့ရတယ်ဥပမာထားပါတော့ဥပမာအနေနဲ့ပြောပြလို့ရှိရင်ခိုင်းခေါ်နဲ့အလုပ်လုပ်နေတဲ့သူတယောက် trainee နဲ့လုပ်နေတဲ့သူတယောက်က work visa hotel ဘိုင်းကို front ဘိုင်းကိုလုပ်ချင်တယ် Gaijin Koku ကိုပြောင်းလို့ရလားဆိုပြီးလာမေးတဲ့အခါမှာ trainee နဲ့လုပ်တဲ့သူဒီသူတို့တက်တန်းရှိတဲ့အလျောက်ပေါ့နော်3နှစ်ဆို3နှစ်လောက်ရတဲ့အပေါ်မှာဂျပန်မှာဒီ hotel ဘိုင်းနဲ့အတွေ့အကြုံနံပါတ်1မရှိဘူးသူတို့မှာဒီခိုင်းခေါ်ဆိုခိုင်းခေါ်ပဲလောက်မှာဖြစ်တယ် hotel ဘိုင်းအတွေ့အကြုံမရှိဘူးအဲ့တော့ Gaijin Koku ပြောင်းလို့လည်းအဆင်မပြေနိုင်ဘူးနောက် trainee သမားတွေဒီများသောအားဖြင့် N1 တို့ N2 တို့နဲ့လာတာမဟုတ်ဘဲနဲ့ N4 တို့ N5 တို့ N3 တို့နဲ့လာကြတာများတဲ့ပေါ်မှာဂျပန်စာဘိုင်းမှာလည်းဒါပြောင်းလို့မရနိုင်ဘူးပေါ့နော်ဆိုတော့အဲ့လိုဖြစ်တဲ့အကြောင်းအစိုးရတွေကတို့ကဒီ trainee ဆိုလို့ရှိရင်မရဘူးဆိုပြီးတော့ပြောကြတာတကယ်တော့ကို့မှာကဒါမြန်မာပြည်မှာပဲဖြစ်ဖြစ်အတွေ့အကြုံရှိတဲ့သူတို့ဒါမှမဟုတ်လို့ရှိရင်လည်းဒါ trainee နဲ့တော့ဒါမြန်မြန်ရအောင်ဂျပန်လာလိုက်တယ်ဒါပေမဲ့မြန်မာပြည်မှာတော့ရထားတဲ့ပွဲက civil တို့နောက်ပြီးတော့ mechanical တို့ လျှက်စစ်တို့ဘာလို့ဆိုလို့ရှိရင်အတွေ့အကြုံမရှိတဲ့ဒီ work visa မှာရှောက်လို့ရတယ်အဲ့ဒါဆိုလို့ရှိရင်တော့ပြောင်းလို့ရတယ်ဒါတော့တတစ်ပိုင်းပေါ့ engineer တွေအတွက်ဆိုတော့အဲ့လိုမျိုးလေးရှိပါတယ်ခြားသောဒီရုံးပိုင်းတို့ဒီ hotel ပိုင်းတို့ဒီလိုမျိုးအပိုင်းတွေဆိုလို့ရှိရင်တော့ဒါအဆင်မပြေပါဘူးဗျဒါဂျပန်မှာရှိတဲ့အတွေ့အကြုံရှိထားတဲ့သူမှာပဲဒီအလုပ်ခေါ်စာတွေကရှောက်လို့ရမှာဖြစ်တဲ့အတွက်ကြောင့်ဒါလက်ရှိမှာ work visa ကင်ထားပြီး work visa နဲ့အလုပ်အတွေ့အကြုံရှိတဲ့သူကပဲဒါတူညီတဲ့အလုပ်တစ်ခုကိုဒါပြောင်းလို့ရမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကတော့အဲ့လေးကို sharing လေးလုပ်ပေးတာဖြစ်ပါတယ်ဒါတကယ်လို့ဘုဒ္ဓရရသွားတဲ့အကျိုးရှိတယ်ဆိုလို့ရှိရင်လည်းဒါ like button လေးနှိပ်ခဲ့ပေးပါဦးဗျကျေးဇူးအများကြီးတင်ပါတယ်